hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဗောနော်ခင်ဗျာ Sakura School Sony အသေးစိတ်ပါတူပဲဖြစ်ပါတယ်။ပါဝမ်းလေးကိုမကြည့်ရသေးရင်လည်းတွားကြည့်လို့ရပါတယ်ရှင့်။ဆိုတော့ပါတူကိုအခုစလိုက်မယ်ဗောနော်။ဒီမှာပါပါတူမှာတော့ခင်ဗျာကဗာလေးတင်ပြီးတော့မှာလဲဆိုတော့ခင်ဗျာ Jeffet တင်နီးလေးပဲခင်ဗျာတင်ရသေးပါတယ်ဒီမှာပါအထက်လောက်တာကြတော့ဒီမှာပါဒီမှာပါရှင့်ခင်ဗျာကဒီလိုကြီးဖြစ်နေပါတယ်။ခင်ဗျာကအဲ့လိုမျိုးကြီးဗောနော်ထိုးချက်ကြီးကလုံးဝမလာပါဘူးအဲ့ရတော့ခင်မျိုးပေါ့နော်ခင်မျိုးခဏကြာမှပြောပြပါမယ်ဒီຢာကတော့ခင်မျိုးတခြားသူကိုထိုးတာပေါ့နော်ဒီမှာပါ James ကတော့ခုံတာပါတာဝါရီပါညာခုံရင်တော့ James တွေနဲ့ခုံရည်ဒီတိုင်းနဲ့ခုံလို့ရပါတယ်ဒါ action ဆိုရဲဟာဘာလို့နဲ့ရလဲဆိုတော့ဒီမှာပါရှင်ဒီမှာပါဥပမာခင်မျိုးကဒီမှာတော့နော် action လေးရေးကြည့်ပါရဲ့ action sleepဒီမဲ့တွေ့လားအဲ့ရနာကိုကက်လိုက်ပြီဆိုရင်အဲ့ချင်းနေဆိုရင်ဒီမှာပါအဲ့ဒီနားမှာပေါ့နော်ဒီဟာလေးပေါ်နေမှရပါမယ်ဒီမှာပါရှင် action sleep ဆိုရဲဟာလေးပေါ်ပါမယ်အဲ့ action sleep ဆိုရင်ခင်ဗျာပေါ်နေပြီဆိုရင်ခင်ဗျာပါနော်ဒီမှာပါ action ဆိုရဲဟာလေးကိုခင်ဗျာနှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုရင်ခင်ဗျာအိပ်ပျော်သွားရည်လားအဲ့လိုမလုပ်ရပါမယ်နောက်ပြီးတော့ခင်ဗျာဝစားလဲခြင်းလေသူတို့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးပါဒီမှာပါရှင်ဒီလိုမျိုးအဝိုင်းအပန်းလေးပေါ်နေမှာပေါ့နော်ခင်ဗျာအဲ့ဒီပုံတက်လိုက်ပြီဆိုရင်ခင်မျိုးကဒီမှာပေါ့နော်အင်ဂျီလဲလို့ရရဲ့နေရာတိုင်း action borrow ဒီမှာပါ action choose close ဝယ်ဟာလေးရှိပါတယ် Chinese close ပေါ့နော်အဲ့ Chinese close ဝယ်ဟာလေးကိုခင်မျိုးက action ကိုပဲနှိပ်ပါaction နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ခင်မျိုးကဒီမှာပေါ့နော် you ကတော့နည်းနည်းပဲဖြစ်ပါမယ်အင်ဂျီကလောမဖွင့်ရသေးတော့ပေါ့နော်ဆိုတော့ action ကိုတော့တိသွားရခြင်းနေဆိုတော့ဒီမှာပါဒီကတော့ခင်မျိုးပေါ့နော်လက်နက်ပါရဲ့အင်ဂျီဆိုရင်တော့ရပါတယ် action ဆိုရင်ကိုအဝိုင်းလေးတွေ့ရတယ် action လို့လုပ်လို့ရပါတယ်ရှင်ကဲဒီမှာတော့ရေချိုးကန်းလေးကအင်ဂျီရတော့သူကအင်ဂျီလေးတော့မှာပါဒီမှာပါပတ်စံလေးကောက်လို့ရတယ်ပေါ့နော်အဲ့လိုပါဒီပေါ့နော်ဒီမှာပါအပေါ်ထက်ကိုဒီမှာပေါ့နော်သူကအောက်ကနေပေါ့နော်သူကအပန်းရောင်စာတာလေးပေါ်မှာပဲအပန်းရောင်စာတာလေးပေါ်နေပြီဆိုတာနဲ့ကိုက action နှိပ်လို့ရပါတယ်ကိုက action နှိပ်ချင်မယ်နဲ့လည်းရပါတယ်နှိပ်ချင်မှနှိပ်ချင်နှိပ်နေပေါ့နော်ကိုကဒီပေါ်မှာပေါ့နော်ဒီပေါ်မှာအလုပ်ကြည့်ပါပဲအဲ့ဒါတော့မပြောတော့ဘူးโอเคပါဒါဆိုရင်တော့ခင်မျိုးမျိုးကားစီးမယ်ဘယ်လိုစီးမလဲဟာဒီသူ့ရဲ့အိမ်ရှိမှာကားရှိရနော်အဲ့လိုကားဆိုရင်ဒီမဲ့ action ကိုပဲအရေးကြီးရနော်ဒီကိုနှိပ်လိုက်ပြီးရင် action ကိုနှိပ်လိုက်ကွာ action drive ခင်ဗျပြောရအပန်းရောင်စာသားလေးပေါ်နေပြီလားကဲအပန်းရောင်စာသားလေးပေါ်နေပြီဆိုရင်ခင်ဗျ action ကိုနှိပ်လိုက်ရုံပဲဒါဆိုရင်ခင်ဗျဒီရှေ့ကိုသွားရဲ့အရှိကိုသွားခြင်းနဲ့ဆိုရင်ခင်ဗျတို့ကဒီကအဝိုင်းလေးကိုနေမယ်အနောက်ကိုဆုပ်ခြင်းဒီရဟာလေးပေါ့နော်အဲ့လိုပါမယ်ကဲခင်ဗျကနောက်ဆုံးမယ်ဘက်ကပေါ့နော်သွားရဲ့နေရာလေးကိုလည်းခင်ဗျကကားကြီးနဲ့သွားလို့ရတယ်ခင်ဗျဆိုကားမောင်းရမ်းကျွမ်းတာကဲရှောက်စီညာပါကဲခင်ဗျကပြီးပြီဆိုရင်ပေါ့နော်အဲ့ကားကိုစီးပြီးငါကားပေါ်ကနေဘယ်လိုဆင်းရမလဲဟုတ်ပါပြီငါတို့ကကားပေါ်တက်လိုက်ပါအဲ့ဆိုငါတို့ကကားပေါ်ကနေဘယ်လိုဆင်းမလဲခုနကခင်မျိုးပေါ့နော်ခုနကပြောထားရဲ့ action တွေပါရတော့ action ပါဒီမှာပါရှင် action ကဒီမှာပါအဲ့မှာတော့ပါသေးတယ်ဒါပေမဲ့ဒီနားမှာကျတော့ခင်မျိုးခုနပြထားတဲ့ box ဒီနဲ့ဟာရမပါတော့အဲ့အဝိုင်းနေဟာမပါဘယ်လိုလုပ်ရမလဲဘယ်လိုဆင်းရမလဲဆိုတော့ပေါ့နော်မျိုး action ကိုပဲထည့်နေလားပါရပါပြီ PPP လုတ်ချင်တယ်ဆိုရင်ဒီမျိုးပေါ့နော်ဒီဘက်မှာပါPPP လုတ်တဲ့ဟာလေးပါပါရင်အဲ့ဒါပေါ့နော်ခင်မျိုးဒီဟာဆိုရင်တော့ခင်မျိုးလှည့်တာပါမျိုးကြိုက်တယ်လို့မျိုးမြင်ခွင့်ရနေလှည့်လို့ရပါတယ်ဒီမှာပေါ့နော်ခင်မျိုးနောက်တစ်ခုကတော့ဆောင်းဆောင်းလေးပြောလိုက်ပါမယ်ပါ2မှာတော့ပေါ့နော်ဒီမှာမရှိဒီမှာပါတွေးပြီးနေဟာလေးပါပါဒီမှာပါအဲ့တွေးရပါနော်ခင်မျိုးဘလို့ရော့ရလဲဆိုတာတော့ခင်မျိုးအဲ့ရတော့ပေါ့နော်ခင်မျိုးသူများကိုတွားချတာလို့သူများကိုလာချတာကိုသူများလာချမှာပဲကိုကတွေးရတာပါတွေးရတာပေါ့နော်ဒီမှာပါရှင်ဒီမှာပါဒါဆိုရင်ခင်မျိုးကငါတို့အစားတစ်ခုခုစားခြင်းနဲ့ဘယ်လိုလုပ်ရမလဲဆိုရင်ခင်မျိုးကအစားတစ်ခုခုကိုခင်မျိုးဘယ်လိုစားမလဲကဲခင်မျိုးအစားတစ်ခုခုကိုဘယ်လိုစားမလဲဆိုတော့ခင်မျိုးပါနော်စိုင်းရှိပါတယ်ခင်မျိုးအဲ့ဆိုင်ကိုခင်မျိုးလမ်းလျှောက်သွားနေကြမလို့နော်ဒါပေမဲ့ဗီဒီယိုရိုက်တာပါညာဆိုရင်တော့လမ်းလျှောက်သွားလိုက်ပေါ့မီနူးတဲ့ကိုခင်ဗျာခင်ပြောထားရေးပါဝမ်းမှာခင်ပြောထားမီနူးတဲ့ကဒီ box ပေါ့နော်ဒီ box ထဲမှာခင်မျိုးပါရေးနေရပါသူ့ကပေါ့နော်ကက်ဖေးပါ
ကဲဒီမှာပါကက်ဖီစားတောက်တဲ့နေရာကက်ဖီဆိုင်ပေါ့နော်ကိုကအဲ့လိုမသိဘူးဆိုရင်လည်းလမ်းလျှောက်သွားလို့ရပါတယ်ကက်ဖီအဲ့လိုမျိုးလေးစားမယ်ဆိုရင်ဒီလိုမျိုးလေးပေါ့နော်နေပါဦးကဲဒီမှာပါရှင့်ဒီလိုမျိုးလေးပေါ့နော်ခင်ဗျဒီမှာပါထိုင်လိုက်ပါမယ်ကဲဒီဘုတ်ထိုင်မယ်ဆိုရင်ခုန action stick ဆိုတဲ့ဟာလေးနေလိုက်ပြီးရင်ခင်ဗျကဒီမှာပေါ့နော်ပေါက်ကြီးနဲ့ပေါ်လာလိုက်မယ်အဲ့ကကြာရင်ခင်ဗျအောက်ကိုဆွဲလို့ရတယ်နော်ကိုကြိုက်တဲ့အမှားစားရတယ်နော်ဗီဒီယိုရရှိသွားရင်လည်းတောင်းပန်ပါတယ်ကဲကိုကစားခြင်းနဲ့စားပါနော်ပီဇာကိုခင်ဗျစားလိုက်မယ်ပြီးရင်တော့ခင်ဗျကိုအဲ့ရလေးကိုမှာပြီးတိုင်းကိုကတခါတည်းစားနေမှာမဟုတ်ဘူးသူနားပါမနော် action e ဆွဲဟာလေးပါတယ်အဲ့ action e ကိုအပန်းရစားတယ်လေးတွေ့ပြီဆိုတော့လေခင်ဗျပြောထားတဲ့အတိုင်းပဲ action ကိုနှိပ်လိုက်ဒါဆိုရင်တော့ခင်ဗျကို auto စားသွားပြီပေါ့နော်ကဲအဲ့ရတော့စားနီးလေးပေါ့ကဲပြီးရင်တော့ခင်ဗျတွေဒီမှာပါခင်ဗျဒီမှာပေါ့နော်ဒီမှာပါရှင်ခင်ဗျအဲ့ရတော့မရှင်းပြတော့ပါဘူးကိုဘကိုတီးကျင်တဲ့ဟာလေးရှိရင်ခင်ဗျကိုမီးလိုက်ပေါ့ဒီမှာပါရှင်ဒီမှာပါအပန်းရအောင်နဲ့ပြထားရပေါ့နော်ခင်ဗျအဲ့လိုတော့မပြတော့ပါဘူးခင်ဗျခင်ဗျတွေဒီမှာပါရှင်ဒီမှာပါ proof တွေရောပေါ့နော် weather တွေရောမှာပေါ့နော်ဘတ်တူထိုးတယ်တွေရောအများကြီးပါပဲရှင်အဲ့ရရောပေါ့နော်အဲ့ရတွေကဘာလဲဆိုတော့ခင်ဗျပေါ့နော်အဲ့ရတွေကစာကွာစကူးထဲမှာကိုကအိမ်ဆောက်ချင်တာကိုကပေါ့နော်တည်သွားတာလို့အဲ့လိုမျိုးကဒီ setting ပေါ့နော်အဲ့ရ setting ပါဒါပေမဲ့setting ခုနကခင်ဗျပေါ့နော် game မဝင်ခင်က setting ကကြတော့ခင်ဗျပေါ့နော်ဒီနားမှာပါခင်ဗျရှိရပေါ့နော်ဒီနားမှာ game နဲ့ဝင်ခင်ကဒီနားမှာဒီ B နားမှာရှိရ setting ကကြတော့ခင်ဗျပါလဲဆိုတော့သူကဒီ setting နဲ့တူတူပဲ menu rate က stat setting ဆိုတဲ့ဟာလေးနဲ့တူတူပါပဲရှင်ဒီမှာက stat setting နဲ့ကိုဝင်လိုက်မယ်ဆိုရင်တော့ဒီမှာရှင်ခုနကခင်ဗျပြထားတဲ့ဒီမှာပါဟာလေးပေါ်လာလိုက်ပါမယ်ကဲဒါလေးဆိုတော့ခင်ဗျလုံးလိုက်ပါနော်ဒီဘက်မှာဟာလေးကိုလည်းခင်ဗျရှင်းပြပေးပါမယ်အဲ့ရတော့ခင်ဗျပပေါ့နော် fight passive 5အဲ့လောက်မှတွေ့ရမှာပါခင်ဗျတောင်းပေါ့နော်ခင်ဗျ7လောက်ထိပဲတင်ဖြစ်မယ်တဲ့7လောက်မရောက်တော့ဘူးပေါ့နော်5လောက်ပဲတင်ဖြစ်ပါမယ်ဆိုတော့ပေါ့နော်ကဲနောက်တစ်ခုကကျတော့ခင်ဗျပြောပြမှာလဲဆိုတော့ဒီမှာပါရှင့်ဒီမှာပါစကူထဲမှာစကူရှိပါတယ်စကူ gate ပထမဆုံးဟာကတော့ခင်ဗျစကူသွားတာပေါ့နော်ပထမတက်ကုန်ရင် 1F ကိုနှိပ်လိုက်ပါဒီမှာပါရှင့်ခင်ဗျပေါ့နော်ခင်ဗျပြောပြတာပါလေထူးဆန်းတာကြီးတချို့ပြောပြမယ်ဆိုရတာပေါ့နော်ဒီကောင်မလေးနေတဲ့ပေါ့နော်ဒီမှာပါတော့ပိုင်းအဲ့ရမပြောတော့ပါခင်ဗျမှားတော့ရှိပါတော့ဒီကောင်မလေးနေတဲ့အိမ်လေးကိုခင်ဗျမှားပြီးတော့ခင်ဗျဝဝင်နေတဲ့အိမ်လို့ခင်ဗျသွားထင်ပြီးပါတယ်အားကြောင့်ခင်ဗျအရန်ကိုတောင်းပါပါရှင့်ကဲဒါကတော့ခင်ဗျဆီယာမပါတော့ဆီယာမစတင်နေပါတယ်ပြီးရင်ခင်ဗျအဲ့တူးလိုလွယ်ဒီပေါင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီမှာပါမြို့ကောင်မလေးပေါ့နော်ကိုဒီဘက်ကကိုအိမ်မှာရှိရဒီကလေးပါပန်းအောင်စားလေးပေါ်လာဆိုရင်ဗာလေသိရမလားအရှင်ပေါ့ပြီးရင်ခင်မျိုးအဲ့ကြောင်ပြန်သွားပြီးရင်ခင်မျိုးချက်ဖက်ပဲကောင်းလားပြန်သွားပြီးရင်တော့ခင်မျိုးတွေသူတို့လိုမျိုးဘေးအိတ်ဘယ်လိုဖြစ်ရလဲခင်မီအရင်တော့ကလေတည်တာဒီလိုမျိုးထားပြလေအဲ့လိုလေးထားပြီးအဲ့လိုမလေးအေးပြီးအဲ့လိုမလေးစာလေးရေးပါနော်အဲ့လိုမလုပ်တော့ပါဘူးရှင်ဘယ်လိုလုပ်မလဲဆိုတော့ခင်မျိုးပေါ့နော်ဒီမှာပါအဲ့ရလေးတွေ့လိုက်ပြီဆိုရင်ဗီဒီယိုရန်ရှိသွားရင်တောင်းမှန်နေနော်ဒီမှာပါ back ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒီ back လေးကိုနှိပ်လိုက်မယ်ဆိုတော့ခင်မျိုးအောက်ကျရတာပေါ့နော်အောက်ကျရတာပါပြီးရင်တော့ခင်မျိုးဘယ်လိုလုပ်ရမလဲဆိုတော့ဒီမှာပါသူ့ခင်မီလုံးနေကြအတိုင်းပြောပြရနော်ဒီအောက်ကိုသွားပြီဆိုရင်စာကြောင်းကတွေ့လာဒီမှာပါအရှင်ပတ်လေးတစ်ခုတွေ့မယ်အရှင်ဆက်ဆိုတဲ့ဟာလေးတစ်ခုတွေ့မယ်အဲ့ရဆိုရင်အရှင်ကိုတစ်ခုတည်းပဲနှိပ်ပြီးရင်တော့ခင်မျိုးဒီလိုမျိုးလေးပြည့်သွားပါပြီအဲ့ဆိုကိုကအရှင်ပေါ်လာဆိုရင်နောက်ထပ်စာလေးပါလေးရေးလိုက်ပါနော်အရှင်ကိုပဲထည့်နေလိုက်ဒါတော့ကတော့ခင်မျိုးတင်ပါပြီပါ5လောက်ဒီပဲတင်ဖြစ်ပါဆိုတော့အားလုံးပဲကျေးဇူးပေးကြတဲ့အတွက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ကကြရင်လည်းခင်မျိုးနောက်ဗီဒီယိုတွေမှာလည်းပြန်ကြည့်ပါမယ်ရှင့်အားလုံးပဲဘိုင်ဘိုင်နော်ကျေးဇူးတင်ပါတယ်ရှင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်